အလုံးမဲ့မင်္ဂလာပါကျွန်တော် YouTube channel ကနေကြိုဆိုလိုက်ပါတယ်ခေတ်ကာလဟာအရင်ကထက်ပုံမှုအရှိန်ဟုန်ပြင်းပြောင်းလဲနေတယ်လို့သိခန်းစားဖို့ပါသလားဒါဆိုရင်တော့သင်မှန်ပါတယ်ရာစုနှစ်များစွာကမ္ဘာစီးပွားရေးရဲ့အသက်သွေးကြောဟာဥရောပနဲ့မြောက်အမေရိကလိုအနောက်နိုင်ငံတွေမှာတည်ရှိခဲ့ပါတယ်ဒါပေမဲ့အခုတော့ပြောင်းလဲနေပါပြီကျွန်တော်တို့ဟာခေတ်သစ်သမိုင်းမှာအကြီးမားဆုံးစီးပွားရေးအပြောင်းအလဲကြီးတစ်ခုထဲမှာနေထိုင်နေကြရတာပါကမ္ဘာစီးပွားရေးရဲ့ဆွဲငင်ရဗဟိုချက်ဟာရွေ့လျားနေပြီးအဲ့ဒီဗဟိုချက်ဟာအာရှဘက်ကိုခိုင်ခိုင်မာမာဦးတည်နေပါတယ်အကယ်၍သင်ဟာအရှိတောင်အာရှမှာဒါမှမဟုတ်ကမ္ဘာပေါ်ရှိမြေတိနေရာမှာပဲနေပါစေဒီအပြောင်းအလဲကိုနားလည်ထားဖို့ဆိုတာစိတ်ဝင်စားဖို့ကောင်းတာတဲ့ပိုးပါတယ်ဒါဟာသင်ရဲ့အနာဂတ်သင်အသက်မွေးဝမ်းကြောင်းနဲ့ယဉ်ကျေးမြုံနယ်မှုတွေအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုပါဒါကခံမှန်းချက်မဟုတ်ပါဘူးကျွန်တော်တို့မျက်စိရှိမှတင်ပေါ်ထွန်းလာနေတဲ့လက်တွေ့အခြေအနေတစ်ခုပါဒါဆိုရင်ဒါကသင်အတွက်ဘာကိုဆိုလိုတာလဲအသေးစိတ်လေးကြည့်အောင်ပထမဆုံးအနေနဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကိုကြည့်ကြရအောင်ကမ္ဘာစီးပွားရေးဟာအတော်လေးကိုပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ကျွန်တော်တို့ဟာမုံတိုင်းထဲမှာလေမောင်းနေရတယ်လို့ခံစားရပါတယ်အဓိကပြဿနာတစ်ခုကတော့ဇက်တိုင်မြင့်တက်နေတဲ့ငွေချေးဖောင်းပွားမှုပါပဲအစားအသောက်လောင်စာဆီနဲ့နေ့စဉ်သုံးပစ္စည်းတွေရဲ့ဈေးနှုန်းတွေဟာတက်နေတာကိုသင်ကိုယ်တိုင်ခံစားမိမှာပါဒါဟာအမေရိကန်နဲ့ဥရောပလိုအဓိကဈေးကွက်တွေမှာကြီးမားတဲ့ပြဿနာတစ်ခုပါတစ်ပတ်ဆိုင်ရာတန်ဖိုးကလည်းအရင်ကလောက်မရှိတော့ပါဘူးဒီငွေချေးဖောင်းပွားမှုကိုတိုက်ဖြတ်ဖို့ကမ္ဘာတဝန်းရှိဗဟိုဘဏ်တွေဟာတိုးနှုန်းတွေမြင့်တင်နေကြပါတယ်ဒါကိုစီးပွားရေးကိုဗရေအုပ်လိုက်တာလို့မှတ်ယူကြည့်ပါတိုးနှုန်းမြင့်တက်လာရင်စီးပွားရေးလုပ်ငန်းတွေအတွက်စွန့်ရအသစ်တွေဒါမှမဟုတ်စီမံငွေတွေအတွက်ငွေချေးယူဖို့ပုံမကုန်ချစေပါတယ်တင်းအတွက်လည်းကားဒါမှမဟုတ်အင်းအတွက်ချေးငွေယူဖို့ပုံမစည်းကြည့်ရပါတယ်ဒါကအသုံးစရိတ်နဲ့ယင်းနှိမ့်နှံမှုတွေကိုနှေးကွေးစေပြီးအလုံးစုံစီးပွားရေးတိုးတက်မှုကိုလည်းနှေးကွေးစေပါတယ်ဒါဟာခက်ခဲတဲ့စီးပွားတစ်မျိုးဖြစ်ပြီးကမ္ဘာစီးပွားရေးကိုလေးလံထိုင်ပိုင်းစေပါတယ်ဒါအပြင်စီးပွားရေးပညာရှင်တွေကပထဝီနိုင်ငံရေးအကွဲထွက်မှု geopolitical fragmentation လို့ခေါ်တဲ့အခြေအနေကိုလည်းကြုံတွေ့နေရပါတယ်ဒါကကမ္ဘာကြီးဟာပုံမကွဲပြားလာနေပြီလို့ပြောတာပါအဓိကအင်အားကြီးနိုင်ငံများကကုန်သွယ်ရေးတင်းမာမှုတွေနဲ့ဥရောပလိုဒေသတွေကပြည်ပခါတွေကကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက် global supply chain တွေကိုနှောက်ယှက်ဖြစ်စေပါတယ်ဈေးဆိုင်တွေပေါ်မှာပစ္စည်းအချို့ကိုရှားခတ်တာကိုမှတ်မိလားဒါဟာဒီအခြေအနေရဲ့ဓာတ်ရိုက်ရတာပါဒီလိုမရေရာမှုတွေကစီးပွားရေးလုပ်ငန်းတွေကိုယင်းနှိမ့်နှံမှုတွေနဲ့ရေရှည်စီမံကိန်းတွေဆွဲဖို့အတွက်တွေးဝေးစေပါတယ်ဒါဟာမြေတုံနေတဲ့အပေါ်အိမ်ဆောက်ဖို့စူးစမ်းနေရတယ်လို့ပါပဲဒါကြောင့်ငွေကြေးဖောင်းပွားမှုမြင့်မားခြင်းအတိုးနှုန်းမြင့်မားခြင်းနဲ့ကမ္ဘာလုံးဆိုင်ရာမတည်မငြိမ်ဖြစ်မှုတို့ကြောင့်ရိုးရာစီးပွားရေးအင်အားကြီးတွေဟာရုန်းကန်နေရပါတယ်ဒါပေမဲ့အနောက်နိုင်ငံတွေဒီလိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာအာရှမှာတော့ကွဲပြားတဲ့ဇာတ်လမ်းတစ်ခုပေါ်ထွန်းလာနေပါတယ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနေကင်းမှုကြားကအာရှဟာနောင်လာမယ့်ကာလတွေအတွက်ကမ္ဘာပေါ်မှာအလင်းမြန်ဆုံးတိုးတက်လာမယ့်ဒေသအဖြစ်ခံမှန်းထားပါတယ်ဒါဟာကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရဲ့အင်ဂျင်ဖြစ်လာနေပါတယ်ဒါကြောင့်ဒီအမှန်ကန်ပြောင်းလဲမှုကိုဥဆောင်နေတဲ့အဓိကအခန်းကဏ္ဍ၃ခုကိုအနီးကပ်လေ့လာကြည့်အောင်သူတို့ကတော့တရုတ်အိန္ဒိယနဲ့အရှိတောင်အာရှတို့ပဲဖြစ်ပါပထမဆုံးအနေနဲ့တရုတ်ဆယ်စုနှစ်များစွာတရုတ်ကိုကမ္ဘာစက်ရုံအဖြစ်လူသိများခဲ့ပြီးအဲ့ဒါကတညနဲ့ပြောင်းလဲသွားတာမဟုတ်ပါဘူးဒါပေမဲ့သူ့မှာလည်းကိုယ်ပိုင်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်အေယာမအိမ်ချမ်းမြေလုပ်ငန်းကြီးတွေရုန်းကန်နေရတဲ့အိမ်ချမ်းမြေအကျက်တဲ့အကြောင်းသင်ကြားပူးမှာပါဒါအပြင်သူတို့ဟာအဓိကလူဦးရေဆိုင်ရာအပြောင်းအလဲကိုလည်းရင်ဆိုင်နေရပါတယ်သူရဲ့လူဦးရေဟာအိုမင်းကြီးရောက်လာပြီးအဲ့ဒါကလောက်သားရရကိုဖိစီးမှုဖြစ်စေနိုင်ပါတယ်ဒါပေမဲ့လည်းတရုတ်ကိုအလျှော့မပေးပါနဲ့ဒါဟာကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုရဲ့ကျွင်းမဲ့ဗဟိုချက်ဖြစ်နေကြပါပိုရေးကြီးတာကတရုတ်ဟာအနာဂတ်အတွက်ကြီးမားတဲ့ငွေကြေးပမာဏတွေရင်းနှီးမြှုပ်နှံနေပါတယ်အဲ့ဒါတွေကဉာဏ်ရည်တု AI နဲ့စီမင်းကွန်ဒတာများကဲ့သို့သောအစစ်မြစ်နည်းပညာတွေမှာဥဆောင်သူဖြစ်လာရင်အတွက်ရည်ရွယ်ပါတယ်ပြီးတော့ဆေးရန်ဆိုပြီးတဲ့နည်းပညာ Green Tech ကိုလည်းကြီးမားစွာတွန်းအားပေးနေပါတယ်စဉ်းစားကြည့်ပါကမ္ဘာလျှက်စစ်ကားများနေအောင်ကြီးဆွဲရင်သုံးပြားတွေနဲ့လေအားတာဘိုင်တွေရဲ့အများစုကိုအခုအခါတရုတ်မှာထုတ်လုပ်နေပါတယ်သူတို့ဟာဈေးပေါ်တဲ့ကုန်ပစ္စည်းတွေကိုပဲထုတ်လုပ်နေကြတာမဟုတ်တော့ပါဘူးသူတို့ကမနစ်ဖြန်ရဲ့နည်းပညာကိုဖန်တီးဖို့ကြိုးစားနေကြတာပါနောက်တစ်ခုကတော့တက်ကြွတဲ့စွမ်းရည်တွေနဲ့ပြည့်နေတဲ့နိုင်ငံဖြစ်တဲ့အိန္ဒိယအကြောင်းပြောကြရအောင်အိန္ဒိယရဲ့အကြီးမားဆုံးအားသာချက်ကတော့သူ့ရဲ့လူဦးရေဆိုင်ရာအကျိုးအမြတ် demographic dividend ပဲဖြစ်ပါတယ်မကြသေးမီကတရုတ်ကိုကျော်လွန်ပြီးကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်လာခဲ့ပြီးအရေးကြီးဆုံးကတော့သူ့ရဲ့လူဦးရေဟာကမ္ဘာပေါ်မှာအငယ်ဆုံးလူဦးရေတွေကတစ်ခုဖြစ်ပါတယ်ဒါကကြီးမားပြီးတက်ကြွတဲ့ပြည်တွင်းဈေးကွက်တစ်ခုကိုဖန်တီးပေးပါတယ်ဒီလူငယ်တွေအားလုံးဟာကုန်ပစ္စည်းတွေဝန်ဆောင်မှုတွေနဲ့အလုပ်အကိုင်လိုအပ်ပြီးအဲ့ဒါကပြည်တွင်းစီးပွားရေးတိုးတက်မှုကိုအားဖြစ်ပေးပါတယ်ဒီလူငယ်လူဦးရေဟာကြီးမားတဲ့အရေးချင်းရှိသူအစုဝေးကိုလည်းဆိုလိုပါတယ်ကမ္ဘာတွင်းကကုမ္ပဏီတွေဟာအိန္ဒိယရဲ့နည်းပညာရှင်တွေကိုမိခိုနေရတာကြောင့်အိန္ဒိယဟာသတင်းအချက်လက်နည်းပညာ IT ဝန်ဆောင်မှုကဏ္ဍမှာအင်အားကြီးနိုင်ငံတည်းဖြစ်နေပါတယ်ပြီးတော့အခုအခါကမ္ဘာလုံးဆိုင်ရာကုမ္ပဏီတွေဟာသူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကိုမျိုးစုံကွဲပြားစေဖို့နဲ့ကျဥအားလုံးကိုခြေထောက်တစ်ခုတည်းမထည့်ဖို့ကြည့်ရှုလာတဲ့အတွက်အိန္ဒိယဟာနိုင်ငံခြားတိုက်ရိုက်ယင်းနှိမ့်မြှုပ်နှံမှု Foreign Direct Investment FDI အတွက်အလွန်ဆွဲဆောင်မှုရှိနေတဲ့နေရာတစ်ခုဖြစ်လာနေပါတယ်စက်ရုံထုတ်လုပ်မှုနဲ့သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး R&D စင်တာတွေကိုအိန္ဒိယမှာပုံမှန်များပြားစွာတည်ထောင်နေတာကိုကျွန်တော်တို့တွေ့မြင်နေရပြီးဒီလမ်းကြောင်းဟာပုံမှန်အချိန်မြင့်လာဖို့ပဲရှိပါတော့တယ်
ကဲကျွန်တော်တို့နေထိုင်ရာနဲ့ပိုနီးတဲ့အရှိတောင်အာရှဒါမှမဟုတ်အာဆီယံအကြောင်းပြောကြရအောင်ဒီဒေသဟာထူးခြားပြီးအားကောင်းတဲ့အနေအထားမှာရှိနေပါတယ်။နှစ်ပေါင်းများစွာကမ္ဘာကြီးဟာထိုးလုံးမှုအတွက်တရုတ်ကိုအဓိကမိခိုရပါတယ်။ဒါပေမဲ့ကုန်စည်စရိတ်တွေမြင့်တက်လာမှုနဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့်ကုမ္ပဏီတွေဟာသူတို့ရဲ့ကုန်ပစ္စည်းတွေကိုထုတ်လုပ်ဖို့တခြားနေရာတွေကိုတက်ကြွစွာရှာဖွေနေကြပါတယ်။ဒါကိုထောက်ပံ့ရေးကွင်းဆက်မျိုးစုံကွဲပြားစေခြင်း supply chain diversification လို့ခေါ်ပြီးအရှေ့တောင်အာရှဟာအဓိကအကျိုးခံစား권ရှိသူဖြစ်နေပါတယ်။ဗီယက်နမ်နဲ့အင်ဒိုနီးရှားလိုနိုင်ငံတွေဟာစမတ်ဖုန်းတွေကနေပရိဘောဂတွေအထိအရာရာကိုထုတ်လုပ်တဲ့စက်ရုံထုတ်လုပ်မှုအင်အားကြီးနိုင်ငံအသစ်များဖြစ်လင်းမြန်စွာပေါ်ထွက်လာနေပါတယ်။အရှေ့တောင်အာရှဟာတအူးချင်းနိုင်ငံများစုစည်းမှုတစ်ခုသာမကတော့ပဲအရေးပါတဲ့ကုန်သွယ်ရေးဗဟိုချက်ဖြစ်လာနေပါတယ်။ RCEP လို့ဒေသတွင်းသဘောတူညီချက်တွေကအဖွဲ့ဝင်နိုင်ငံတွေအကြားကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေလွယ်ကူစွာစီးဆင်းနိုင်အောင်လှုံ့ဆော်ပေးပြီးကြီးမားတဲ့ပေါင်းစည်းထားတဲ့ဈေးကွက်တစ်ခုကိုဖန်တီးပေးနေပါတယ်။ဒီလိုပုံမပေါင်းစည်းမှုကဒေသအတွင်းရှိလူတိုင်းအတွက်ပုံမများပြားတဲ့အလို့အကိုင်းများရင်းနှီးမြှုပ်နှံမှုတွေနဲ့အခွင့်အလမ်းတွေကိုဆိုလိုပါတယ်။အာဆီယံရဲ့မြင့်တက်လာမှုဟာကျွန်တော်တို့ခေတ်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးစီးပွားရေးဇလံတွေကတစ်ခုပါ။ဒါပေမဲ့ဇလံကဒီမှာတည်းမပြီးသေးပါဘူး။လူတိုင်းအတွက်ဂိမ်းကိုပြောင်းလဲပေးနေတဲ့ကြီးမားတဲ့ဖျက်လို့ဖျက်ဆီးအင်အားစုနှစ်ခုရှိပြီးအာရှဟာနှစ်ခုလုံးရဲ့ဗဟိုချက်မှာရှိနေပါတယ်။ပထမတစ်ခုကတော့ဉာဏ်ပညာပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်ပြီးအထူးသဖြင့်ဉာဏ်ရည်တု artificial intelligence AI ရဲ့ပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ AI မှာထုတ်လုပ်နိုင်စွမ်းကိုမြင့်တင်ပေးဖို့နဲ့လုံးဝအသစ်ဆက်ဆက်စက်မှုလုပ်ငန်းတွေကိုဖန်တီးပေးဖို့အလားအလာရှိပါတယ်။ဒါပေမဲ့ဒါဟာအချို့သောအလို့ကအမျိုးအစားတွေကိုအစားထိုးနိုင်တဲ့အလိုအလျောက်စနစ် automation ရဲ့စိန်ခေါ်မှုကိုလည်းယူဆောင်လာပါတယ်။အဓိကကတော့ဒီနည်းပညာအသစ်တွေနဲ့အတူလုပ်ကိုင်မှုအတွက်လိုက်လုံးညီထွေဖြစ်အောင်ပြင်ဆင်ပြီးအတတ်ပညာအသစ်တွေသင်ယူခြင်းပဲဖြစ်ပါလိမ့်မယ်။ဒုတိယအင်အားစုကတော့စိမ်းလန်းသောကူးပြောင်းမှု green transition ပဲဖြစ်ပါတယ်။ကမ္ဘာကြီးဟာရာသီဥတုပြောင်းလဲမှုကိုကင်တွယ်ဖြေရှင်းမှုပြုတ်ကျွင်းလောင်စွာတွေကနေရွှေ့ပြောင်းမှုလိုအပ်ပြီးဒါကကာဗွန်ထုတ်လွှတ်မှုကိုရှော့ချဖို့အတွက်ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုလိုအပ်ပါတယ်။ဒါကပုံမတန့်ရှင်းတဲ့စွမ်းအင်အရင်အမြစ်တွေစီပြောင်းလဲဖို့ပါပဲ။ဒါကကုန်ကျစရိတ်တစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာကြီးမားတဲ့စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုပါ။ဒါဟာပြန်လည်ပြည့်ဖြိုးမြတ်စွမ်းအင်ဘက်ထရီနည်းပညာနဲ့ရေရှည်တည်တံ့တဲ့အခြေခံအဆောက်အဦတွေမှာဈေးကွက်အသစ်တွေနဲ့အလုပ်ကိုင်ကဏ္ဍအသစ်တွေကိုဖန်တီးပေးနေပါတယ်။သူတို့ရဲ့အနာဂတ်တွေကိုအခုပဲတည်ဆောက်နေကြတဲ့အာရှနိုင်ငံတွေအတွက်ဒါဟာရှစ်ခေတ်နည်းပညာတွေကိုကျော်လွှားပြီးစိမ်းလန်းသောစီးပွားရေးမှာကမ္ဘာခေါင်းဆောင်များဖြစ်လာဖို့အခွင့်အရေးတစ်ခုပါပဲဒီကူးပြောင်းမှုဟာ21ရာစုကိုသတ်မှတ်ပေးလိမ့်မယ်ပြီးတော့အာရှကဥဆောင်မှုအသင့်ရှိနေပါတယ်ဒါဆိုဒီအရာအလုံးကဘာကိုဆိုလိုတာလဲအားလုံးကိုအတူတကွပေါင်းစည်းကြည့်အောင်ကမ္ဘာစီးပွားရေးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဟာလက်တွေ့ပါဒါပေမဲ့အရှင်အဟုန်ကတော့ညင်းလို့မရပါဘူးအနာဂတ်ကအာရှဗဟိုပြုဖြစ်ပါတယ်ဒီအပြောင်းအလဲဟာအာရှရဲ့ကြီးမားပြီးနည်းပညာအသစ်တွေကိုလင်းမြန်စွာလက်ခံကျင့်သုံးမှုနဲ့သူ့ရဲ့ခန္ဓာရည်ရှိပြီးအရှင်အဟုန်နဲ့ကြီးထွားလာနေတဲ့စီးပွားရေးများတို့ရဲ့အစွမ်းထက်တဲ့ပေါင်းစည်းမှုကနေမောင်းနေနေတာပဲဖြစ်ပါတယ်ကမ္ဘာစီးပွားရေးမြေပုံကိုပြန်လည်ရေးဆွဲနေပါတယ်ပြီးတော့အင်အားဗဟိုချက်အသစ်တွေဟာပေကျင်းနယူးဒေလီဂျကာတာနဲ့ဟနွိုင်းတို့မှာရှိနေပါတယ်ဒါကြောင့်တင့်ကိုကျွန်တော်ရဲ့တိုက်တွန်းချက်ကတော့ဒါပါပဲဒီအပြောင်းလဲတွေအတွက်ပြင်ဆင်ပါပွဲချပရိသတ်အဖြစ်မနေပါနဲ့ပါဝင်သူတဦးဖြစ်အောင်ကြိုးစားပါဒါဟာနည်းပညာဒါမှမဟုတ်စိမ်းရမ်းသောစက်မှုလုပ်ငန်းတွေမှာအတတ်ပညာအသစ်တွေရယူခြင်းကိုဆိုလိုနိုင်ပါတယ်ပြင်ဆင်ထားသူတွေအတွက်အခွင့်အလမ်းတွေဟာအတိုင်းအစားမရှိကြီးမားပါလိမ့်မယ်အခုသင်တို့စီကကြားချင်ပါတယ်လာမယ့်10စုနှစ်မှာဘယ်အာရှစီးပွားရေးကအအောင်မြင်ဆုံးဖြစ်လာလိမ့်မယ်လို့သင်ထင်ပါတယ်လဲတရုတ်လားအိန္ဒိယလားဒါမှမဟုတ်အာဆီယံအုပ်စုလားသင်ရဲ့အမြင်တွေကို comment မှာဖော်ပြခဲ့လို့ရပါတယ်ပြီးတော့ဒီဗီဒီယိုကနေအမြင်သစ်တွေရရှိခဲ့ရင် like and share လုပ်ပေးပါအောင်ပြီးတော့ကျွန်တော်တို့ရဲ့ပြောင်းလဲနေတဲ့ကမ္ဘာကြီးကိုနားလည်အောင်ကူညီမဲ့နောက်ထပ်အကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့လည်းမမေ့သွားပါနဲ့ကြည့်ရှုအားပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်